မင်္ဂလာပါ MM Daily Football Sport မြန်မာကနေကြိုဆိုလိုက်ပါတယ်ဒါအခုဒီ Chelsea ရဲ့ Chelsea ကြောင့်ပြောရမယ်ဆိုရင်အခု Chelsea ရဲ့သူတို့ရဲ့အဓိကအားထားရတဲ့ဒီဘယ်လိုပြောမလဲခိုးရဲလာပေါ့ကွယ်သူကအခု injury နည်းနည်းဖြစ်ပြီးတော့ဒီဘယ်လိုပြောမလဲ၃ပတ်ကနေတလပေါ့ကွယ်ကြာရင်တလဆောင်းရင်၃ပတ်ဆိုတော့အဲ့ပတ်ဝန်းကျင်နားရမယ်လို့ဒီတည်င်းမှာကျွန်တော်တို့ဒီတည်င်းမှာဖော်ပြထားတယ်ပေါ့ကွယ်အဲ့ဆိုတော့ Chelsea တို့ကတော့တော်တော်လေးနှစ်နာပါတယ်ဘာကြောင့်လဲဆိုတော့သူတို့ကဒီဘယ်လိုပြောမလဲဒီ wing ဒီဘေးနောက်ခံဘေးညာမှာကသူတို့ကဟိုအရင်မတောက်ဘူးတစ်ဖက်မှာ Reece James ရှိမယ်ကွယ် Reece James ကလည်းအကြောင်းမျိုးကြောင့်မပါဝင်နိုင်ဒါမဟုတ်တော့နာခဲ့တော့ရှိတော့သူ့နေရာသူ့လောက်နီးမဟုတ်မှဟိုသူ့ရဲ့တော့နီးလောက်ကိုဘယ်လိုပြောမလဲကစားပြီးနိုင်တယ်ဒီ Malo Gusto ရှိတယ်ကွယ်ဆိုတော့တစ်ဖက်ကဒီအခုကိုကူရဲလာကဟိုဒီအသေးစား injury ကြောင့်မို့သူက3ပတ်ကနေတလလောက်နားရမယ်ဆိုတော့သူ့ရဲ့ backup player အနေနဲ့သူ Chelsea ကခေါ်ထားတာတော့ဒီ Hato တော့ရှိမယ်ဒါပေမဲ့ Hato ကဟိုဘယ်လိုပြောမလဲလက်ရှိကိုကူရဲလာရဲ့ဟိုဘယ်လိုနေရာအစားထိုးဖို့ကျတော့လက်ရှိကိုကူရဲလာပြနေတဲ့ချီဆွမ်းနဲ့သူကတော့တော့မမြူဖြစ်နေဘာကြောင့်လဲဆိုတော့ဒါပေမဲ့တခုတော့ရှိတာပေါ့သူကကစားအဲ့ဒီပွဲချိန်လည်းမများသေးတာလည်းပါတယ်ဆိုတော့ဒီ group ဘယ်လိုမြင်ကြလဲအခုဒီ Chelsea ကဒီကိုကူရဲလာနားတဲ့ခါကျတော့နောက်လာမဲ့ပွဲတွေမှာဒီနီးပြရိုစီညာဘလို့အဲ့နေရာဘလို့အစားထိုးမလဲဒါမှမဟုတ်ကစားခွက်ကိုပဲဘလို့ပြောင်းမလဲဆိုတော့တစ်ချက်လောက်ကြည့်ရမယ်ဆိုတော့အခုဒီကိုကူရဲလာထားပါတော့သူ3ပတ်ကနေတလားလောက်မှာဟို Chelsea ကံမဲ့ရှိပွဲတွေကိုသူကမကစားပေးနိုင်ဘူးပေါ့ကွယ်အဲ့ဆိုတော့ Chelsea တို့ကတော့တော်တော်လေးနှစ်နာပါတယ်။ဘာကြောင့်လဲဆိုတော့ဒါပြီးရင်တော့သူကဒီရှီတစ်ပတ်မှာကံမှာတော့သူကသူ့အိမ်ကွင်းမှာ Stamford Bridge မှာကံမှာဘန်လီကိုသူကအဲ့ခံပြီးကစားမှာဆိုတော့ဒီပွဲတော့ရတယ်ကိုကူလည်းမပါတဲ့ကိစ္စမရှိဘူးဟိုသူလက်ရှိဘန်လီရဲ့ချီဆွမ်းနေဆို Chelsea ကဘလူးပဲကန်နိုင်တယ်ဒီဘန်လီကိုဆိုတော့အဲ့ဒါတစ်ပိုင်းနောက်ပြီးဒုတိယသူတစ်ခါကံမှာဒီ Arsenal ဒီပွဲကတော့သူလွယ်ပါဘူး။ဘာကြောင့်လဲဆိုတော့လက်ရှိArsenal ကလည်းသူကအမားခံလို့မရဘူး။ဘာကြောင့်လဲဆိုတော့သူအောက်ကဒီ Manchester City နဲ့4မှတ်ပဲပြတ်တဲ့ခါကျတော့သူတို့ကလည်းမခံလို့မရဘူးဒါပေမဲ့တစ်ဖက်က Chelsea ဘက်ကပြန်ပြောမှဆိုရင်သူတို့ကဒီပွဲမှာခုခွဲလည်းမပါတာတော်တော်လေးထိုးနေချက်ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဒီဟာတူကပြောမှဆိုရင်ဟိုသူ့မခေါ်ခင်ကသူမှာသူမိခင်ကလပ်မှာကစားတော့တော်တော်လေးကောင်းပါတယ်။ဒါပေမဲ့ဒီ Chelsea ရောက်တော့အရင် Chelsea အနီးပြဒီ Maresca လက်ထက်မှာလည်းသူကပွဲထွက်ခွင့်နေမြတဲ့ခါကျတော့တစ်ခါတလေပွဲထွက်တဲ့ခါကျရင်လည်းဟိုထင်တယ်လို့သူချီဆွမ်းမပြနိုင်ဘူးကွယ်အခုဒီနီးပြရိုစီညာလက်ထက်မှာကျတော့လည်းဒီဂရီလာတောက်လျှောက်ကောင်းတဲ့ခါကျတော့သူတိတ်မသုံးဘူးပေါ့ကွယ်ပွဲချင်းနေတဲ့ခါကျတော့တခုရှိတယ်ကစားသမားတယောက်ကမလောက်ပွဲကောင်းမကစားတာကြာရင်ပွဲချင်းသိမ့်မြောက်ဆိုရင် performance ကျတာပဲဆိုတော့အခုဒီကူရဲလာဒီအသေးစား injury ဖြစ်တော့တဲ့ချိန်မှာသူကောင်းလေးကိုသူတော့ကတာမဟာခွင့်လို့ပြောလို့ရမှာပေါ့ကွယ်သူတခုရှိတာဒီရတဲ့ခွင့်ရင်းမှာသူကောင်းသုံးချကောင်းကစားမှာတကယ်လို့ဒါသူအခုကိုရဲလက်မပါနိုင်တဲ့အချိန်မှာနီးပြသူ့ကိုယုံကြည်စိတ်ဆက်စွာတုံးပြီးတော့သူကကောင်းလေးကိုနီးပြရဲ့ယုံကြည်မှုရအောင်သူကစားနိုင်ခဲ့မယ်ဆိုရင်ဟိုဘယ်လိုပြောမလဲနောက်ပွဲလေးဆိုကိုရဲလာတော့ကလည်းသူဘယ်လိုပြောမလဲဟိုပွဲနားချင်ရမယ်ကွယ်ဆိုတော့အခုအဓိက Chelsea မှာအားနေတာအဲ့နှစ်ဖက်ပဲ Reece James နဲ့ဒီခုရဲလာပဲsorry ဒီ Reece James နဲ့ခုရဲလာပြီးသူ့ရဲ့ဘိုးခံစီမှုပေါ့ကွယ်နောက်ဆုံးဒီထားပါတော့ Robert Sanchez တော့မှဒီထားလိုက်နေလို့ရသေးတယ်အခုက Chelsea မှာကဟိုတိုက်စစ်မှာဆိုရင်တောင်ပယ်ညာကိစ္စမရှိဘူးအထောင်ကိစ္စမရှိဘူးကွာကွင်းလေကတော့လုံးဝပြောစရာမလို Chelsea မှာတောင်တင်းဆုံးပဲဒါပြီးရင်သူတို့က Chelsea မှာအဓိကအားနေတာအခုကူရလာတာမနိုင်တော့ကိစ္စမျိုးကူရလာတော့ခုလိုမျိုးနာတော့တဲ့ချိန်ကျရင်အဲ့ကူရလာဘက်နဲ့ဒီသူတို့ရဲ့ဒီဘိုးခံစစ်မှု CV နေရာတစ်ခုနဲ့နောက်ကိုပန်သမားနောက်ဆုံးကိုပန်သမားကိုခဏမိထားလို့ရသေးတယ်လက်ရှိတော့ဆန်ချက်ကိုထားလို့ရသေးတယ်အဓိကအဲ့ဘိုးခံစစ်မှုနဲ့ဒီအဲ့ကူရတဲ့နေရာပေါ့ကွယ်အဲ့ဆိုသူတို့ကတော်တော်လေးထိုးနေချက်ဖြစ်သွားတယ်။ဘာကြောင့်လဲဆိုတော့ဟိုအကြောင်းမျိုးကြောင့်ကွင်းလယ်မှာဒီခိုင်စီနိုးနိုင်တော့မှအခုဆိုဆန်တူလည်းကောင်းကစားပြီးနိုင်ပြီ။နောက်ပြီးကျရင်ဒီဗာလဲဟိုအန်ဆိုဖာနန်ဒက်ကိုလည်းပြန်ချလို့ရတယ်။ဆိုတော့ဟိုသူ့မှာကွင်းလယ်မှာတယောက်ယောက်တာ injury ဖြစ်သွားရင်ဒါမှမဟုတ်ပွဲပိန်တော့မှသူအစားထိုးလို့ရသေးတယ်။အခုကသူကဘယ်လိုဖြစ်လဲဆိုတော့အဲ့ကိုကွေးလာနာတဲ့နေရာတော်လေးကိုသူတို့ကထိုးနေချက်ဖြစ်သွားတယ်ပေါ့ကွယ်။နောက်ပြီးသူကံမဲ့ပွဲတွေကမချောင်ပြဒီအခုဒီရှိတခြားဒီလီဗာပူးလို့ဒီမန်ယူနိုက်တက်လို့နဲ့ရှင်သူကပွဲပိုချက်တယ်အခုလက်ချန်ပွဲတွေမှာပေါ့ကွယ်အခုဒါဟိုတစ်ခါကလည်းဒီလီစ်ယူနိုက်တက်ကိုလည်းသူတို့မနိုင်နိုင်တယ်တော်တော်ဆိုးတယ်ဘာကြောင့်လဲဆိုတော့အဲ့လိုပွဲတွေအတူအနိုင်ကန်ထားမှာနောက်ဒီအာဆင်နယ်လို့ဘာလို့ပွဲဆိုရင်မနိုင်တော့မှအနည်းဆုံးတီးခံစားနိုင်မစိုးဘူးပေါ့ကွယ်အမှလုံးလုံးမြတ်တဲ့ဆိုင်လေ
ဆိုတော့သူတို့ကတော့လေးကိုထိုးနှစ်ချက်ပြတော့အဲ့ပွဲမှာလည်းလီဆီယူနိုက်တက်ပွဲမှာဆိုတော့ဒီဘန်နီနဲ့ပွဲမှာတော့ဒီကူကူရာမပါနိုင်သေးမှာမဟုတ်အာဆင်နယ်လည်းပွဲမပါနိုင်သေးဘူးဒါပြီးနောက်သူတို့ပွဲချက်ရှိသေးတယ်အဆင့်စရာအမှတ်ပေးစရာအဆင့်3မှာရှိရတဲ့ Aston Villa ရှိမယ်အဲ့ maybe probably ရတော့အဲ့3ပွဲတည်းမပါနိုင်သေးဘူးဒီအဆင့်ဒီနောက်ပြီးကြရင်ဒီ Newcastle အဆင့်30မှာရှိ Newcastle ၄ပွဲမြောက်ဒီပွဲတော့သူရဲ့ဒီဘယ်လိုပြောမလဲ fitness ကိုကြည့်ပြီးတော့ maybe ပါကောင်းလဲပါနိုင်တယ်ပါချင်မှလည်းပါမယ်ဒါပေမဲ့နောက်တစ်ခေါက်ပြန်မဲ့ဒီ9ပွဲမြောက်မှာ sorry Everton နဲ့ပွဲမှာတော့တီချပေါက်သူပြန်ပြီးကစားနိုင်ဆိုတော့ဟို sheet ပထမကံမဲ့3ပွဲမှာတော့သူတီချပေါက်ပါမှာမဟုတ်ပါဘူးလေလားအဲ့ဒီနေရာမှာသူနီးပြဟာတူပဲအစားထိုးမလားဒါမှမဟုတ်ရင်ဒီကစားကွက်ပြောင်းပြီးသူတခြားဘလူတွေတုံးမလဲဆိုတော့အခုနောက်ပြီးသူတို့ကဒီသူတို့ရဲ့ဟိုဘယ်လိုပြောမလဲသူတို့ပိုင်ကလပ်ဖြစ်တဲ့ဒီကနေပြန်ခေါ်ထားတဲ့ဒီမိုင်လာဆားဆိုလည်းတယောက်ရှိတယ်ဆိုတော့နီးပြတော့ဘလို့ပွဲထုတ်မယ်ပေါ့ကွယ်ဘလို့စင်ဘလို့လူစင်းထုတ်မယ်ဆိုတော့တစ်ချက်ဆောင်ကြည့်ရမယ်ဒါပေမဲ့ဒီချတာတော့ကူကူရတော့ခု3ဘက်ကနေတလားလောက်သူကဒီချက်စီရဲ့ဒီရှေ့3ပွဲနေလီပွဲလောက်ထိတော့သူကစားလို့ရမှာမဟုတ်ဘူးလို့တော့ဒီတတင်းလေးမှာပေါ်ပြထားတယ်ပေါ့ကွယ်ဆိုတော့ဟိုထိုးလက်ချက်ပြတော့တော့ဒီသူ့အထက်မှာရှိတဲ့ဒီ Arsenal နဲ့ Aston Villa ပွဲတွေသူတစ်ချက်ပေါက်လွဲမှာဆိုတော့ Chelsea တော့ကတော့တော်လေးနေတာပါတယ်ဆိုတော့ညီကိုတို့ upload မြင်ကြတယ်ဒီကူရဲလာဒီမပါနိုင်တဲ့ဒီ3ပွဲဒီတလားတော်တွင်းမှာဒီလက်ကျန်ဒီသူနဲ့ရင်ဆိုင်မဲ့တင်းကို Chelsea ဘလို့ကစားသွားမယ်ထင်တယ်ဒီ Chelsea ရဲ့နီးပြရိုစီညာနောက်ပြီးကြရင်ဟာတိုပဲတုံးသွားမလားဒါမှမဟုတ်ဟာတိုကလည်းဒီထင်ထားတာထပ်ပို့ပြီးတော့ချီဆွမ်းပြနိုင်မလားဒါမှမဟုတ်ဘလို့မြင်လဲဒီကလိုမြင်လဲတုံးသက်ပေးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်